robot တွေ AI တွေစက်ရုပ်ရှင်ဇာတ်လမ်းတွေအကြောင်းထက်နေအောင်မို့လို့ပေါက်နေကြတဲ့ကဒီရုပ်ရှင်ကဘာကြောင့်ထူးခြားသွားလဲဆိုရင်စက်ရုပ်တကောင်ရဲ့မြင်နေကြတွေ့နေကြတိတ်မဟုတ်တဲ့လူသားဆန်မှုရှုထောင့်ကိုကွဲထွက်အောင်ရိုက်ပြထားလို့ဖြစ်တယ်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Morris ပါကျွန်တော် channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီရက်ပိုင်းမှာဒီ2025ထဲမှာလောလောလတ်လတ်ထွက်ထားတဲ့ horror ရုပ်ရှင်တွေကိုတက်ကြနေလို့လိုက်ရှာကြည့်ပြတယ်ပေါ့နော်ဆိုတော့ဒီ companion ဆိုတဲ့ရုပ်ရှင်ကိုသွားတွေ့တယ်ဒီရုပ်ရှင်ကအခြား final girl ရုပ်ရှင်တွေလိုပဲဒီ Z-like protagonist မင်းသမီးကဇက်လန်အဆုံးထိ survive လုပ်ဖို့ကြိုးစားတဲ့ရုပ်ရှင်ဇက်လန်ပဲဖြစ်တယ်ဒါပေမဲ့ဒီရုပ်ရှင်ကိုအခြားသောဒီ final girl ရုပ်ရှင်တွေနဲ့ကွဲထွက်သွားစေတဲ့ချက်ကဒီ Z-like ဒီဇက်ကောင်ရဲ့ဥတီချက်သူ့ရဲ့ purpose ကလက်စားချေဖို့တသက်မဟုတ်ပဲနဲ့ဇက်ကောင်ရက်ကိုပိုပေါ်လွင်စေတဲ့အခြားရွယ်ချက်တစ်ခုကိုထည့်ပေးထားလို့ပဲဖြစ်တယ်အဓိကဇက်ဆောင်တွေအနေနဲ့ horror ရုပ်ရှင်တွေမှာတဖြည်းဖြည်းနာမည်ရလာတဲ့တက်တဆ Sophie Thatcher နဲ့The Boys Scream ရုပ်ရှင်တွေမှာပါဝင်မှုတဲ့ Jack Quaid တို့ကအဓိကပါဝင်ထားတယ်ဇလန်ချင်းနေနဲ့ပြောရမယ်ဆိုရင်ဇုံတွဲတွဲရှိတယ်ဒါပေမဲ့ဒီဇုံတွဲမှာယောက်ျားလေးကလူ main ကလေးကစက်ရုပ်ဒီကောင်မလေးကသူ့ကိုယ်သူစက်ရုံမှမသိဘူးဆိုတော့ဒီစုံတဲ့တွဲကသူတို့ရဲ့တငယ်ချင်းတွေနဲ့ဒီတောအုပ်ထဲမှာရှိတဲ့အိမ်မှာသွားပြီးတော့gathering လုပ်ဖို့သွားကြတယ်ကောင်မလေးဒီစက်ရုံမကတော့သူ့ရဲ့ချစ်သူရေးစားကိုအတော်ချစ်ရှာတယ်သူ့ကိုလိုလေသိမရှိဖြည့်ဆည်းပေးတဲ့အရာရာသူ့အတွက်တွေးပေးတယ်ဒါပေမဲ့သူ့ရဲ့ရေးစားဒီကောင်ကသူ့ရဲ့စက်ရုံကောင်မလေးကိုချစ်တာထပ်ပူတဲ့အခြားသောရည်ရွယ်ချက်တွေရှိနေတယ်ဆိုတော့ဒီအားလုံးတောအိမ်ထဲမှာသူဆုံကြပြီးတော့ gathering လုပ်ရင်းနဲ့ဒီ robot ကောင်မလေးကသူ့အပေါ်မှာရှိတဲ့ရွယ်ချက်တွေကသွေးရိုးသားမှုမဟုတ်မှန်သဘောပေါက်လာတဲ့အခါမှာသူဘယ်လိုဆက်ပြီးတော့ရင်ဆိုင်ပြီးသူ့ဘဝရဲ့ဖြစ်တည်မှုကိုသူဘယ်လိုလက်ခံမလဲဒီလူသူမပေါက်မရောက်တဲ့တောအုပ်ထဲမှာသူဘယ်လို survive လုပ်မလဲဆိုတာကို horror နဲ့ thriller ရောပြီးတော့ sci-fi ဆက်ဆံကြည့်ရမှာဖြစ်တယ်အခုလိုချိန်မှာဆိုရင်ဒီ final girl ရုပ်ရှင်တွေကအများကြီးဖြစ်နေပြီဆိုတော့ဒီလိုမျိုးတစ်ချိန်ကြရင်ခံရတဲ့ကောင်မလေးကပြန်ပြီးတော့လက်တုံးပြရမယ်ဆိုတော့ဇက်လန်းတွေကအကြောင်းထက်နေပြီးရုပ်ရှင်တွေကလည်းအများကြီးဖြစ်နေပြီဆိုတော့ဒီကြည့်ရတဲ့သူအနေနဲ့ကတနည်းမဟုတ်တနည်းနဲ့ဒီခံရတဲ့ဇက်လိုက်မင်းသမီးကပြန်လက်တုံးပြန်ဖို့ကိုမျှော်လင့်နေကြမှာပဲဖြစ်တယ်ဆိုတော့အဲ့လိုမျှော်လင့်ပြီးတော့ကြည့်ရတဲ့သူအနေနဲ့ကတော့ဒီလိုရုပ်ရှင်မျိုးကနည်းနည်းလေးအားမလို့အားမရဖြစ်လိမ့်မယ်သူ့ရဲ့ဖြစ်တည်မှုကိုသူလက်ခံဖို့ကြိုးစားရင်းနဲ့လူတွေကိုဒုက္ခပေးခြင်းမဟုတ်ဘဲနဲ့သူ့အရှိတိုင်းလေးကိုပျော်ပျော်လေးနေကြတာဒါပေမဲ့သူ့ရဲ့ပတ်လည်မှာရှိနေတဲ့စက်ရုံမဟုတ်တဲ့လူတွေကသူ့ကိုဒီလိုဖြစ်ခွင့်မပေးဘူးသူ့ကိုတိတ်ထက်တန်ရုပ်ဖြစ်အောင်အတင်းတွန်းပို့နေတဲ့အခြေအနေကြောင့်ဒါနဲ့သူက final girl ဆက်ဆံဖြစ်သွားတာဖြစ်တယ်ပေါ့နော်ဆိုတော့စက်ရုပ်ကဒီတိုင်း plain ကြီးဟိုအုံနောက်ကောင်းနေရမျိုးမဟုတ်ဘူးသူ့ကိုတဖြည်းဖြည်းဒီ control ရှိတဲ့လူကဘယ်လိုမျိုး control လုပ်နိုင်လဲဘယ်လို customize လုပ်နိုင်လဲဆိုတာကိုထည့်ပြီးရှင်းပြသွားတာလေကသဘောကျဖို့ကောင်းတယ်ဒီရုပ်ရှင်ကဘယ်လိုမျိုးလဲဆို Megan နဲ့ Ready or Not နှစ်ခုပေါင်းထားလိုမျိုးဖြစ်တယ်တခုသဘောမကျမိတဲ့ချက်ကကိုယ့်ရဲ့ expectation ကြောင့်လည်းဆိုင်မယ်ထင်တယ်သူ့ကို final girl အနေနဲ့ပုံဖော်လာပြီးတော့မှဒီ final girl ကပြန်ပြီးမပြင်းရဘဲနဲ့ခြားသော character တွေကသူ့အတူတခြားအကြောင်းရင်းနဲ့တည်ကုန်တာများတယ်ပေါ့နော်ဒီချက်ကိုသိပ်ဘောမကျမိဘူးဒီလိုမျိုးချက်ကဒီ Ready or Not ရုပ်ရှင်မှာလည်းတွားတွေ့တယ် Samara Weaving တရုတ်ဆောင်တဲ့သူတို့သမီးလောင်းကသူတို့သမီးကသူကတမိသားစုလုံးကိုဖြုတ်မဲ့ပုံစံမျိုးပြန်ဆော်မဲ့ပုံစံမျိုးပြင်လာပြီးတော့မှတကယ်တမ်းအချင်းချင်းပြန်တက်ရတာနဲ့မတော်ဆသေးရတာနဲ့တခြားဟိုလူစိုးတွေကတယောက်ပြီးတယောက်ရှော့ကုန်တာမျိုးอ่ะအဲ့လို radio နဲ့ပုံစံမျိုးတိတ်အားမရခဲ့တာဒီcompanion ရုပ်ရှင်မှာလည်းတွေ့ရတယ်သူ့ကိုရေချက်တစ်ခုပေးထားတယ်ဇက်ကိုပြိုးလာပြီးတော့မှကိုတည်ထားတဲ့ character ကိုပြန်ပြီးတော့လုံလောက်စိတ်ကျဉ်နှံ့မှုပေးနိုင်လောက်အောင်ပြန်ပြီးတော့ဘယ်လိုပြန်မဖြေသွားဘူးပေါ့နော်ဆိုတော့ဇက်လန်ကဒါဒီ companion ဆိုပြီးတော့ဒီစက်ရုပ်ကောင်မလေးကိုဥတီထားပေးမယ်လေတကယ်တမ်းရုပ်ရှင်အရှိကိုဆက်သွားနေရဆိုတာကသူ့ကြောင့်မဟုတ်ပဲနဲ့သူ့လိုမျိုးအခြားစက်ရုပ်တကောင်ရှိတယ်သူ့ကြောင့်ဒါလည်းပို့ပြီးတော့ဇလန်ကအရှိရောက်နေတယ်ပို့ပြီးစိတ်ဝင်စားစရာကောင်းအောင်လှုပ်ပေးနေရပေါ့နော်ဒါက writing ပိုင်းအားနည်းချက်တစ်ခုလို့ပြောလို့ရတယ်ဒီကားထဲမှာလည်းပါထားတဲ့တရုတ်ဆောင်ကလက်ဆယ်ချောင်းမပြည့်ဘူးဒီလက်ဆယ်ချောင်းမပြည့်တဲ့ကြားထဲကနေတချို့ဇက်ကောင်တွေကတနည်းအားဖြင့်သေဖို့တက်ကိုတင်းထည့်ထားပေးလို့ဖြစ်တယ်ပေါ့နော်သူတို့ရဲ့ character ကတနည်းအားဖြင့်ဒီရုပ်ရှင်မှာမပါလဲဘာမှမဖြစ်ဘူးပိတ်တေလိုက်ရင်လည်းရန်ကြီး effect ဖြစ်တာမျိုးမဟုတ်ဘူးအဲ့လောက်ထိကိုတိတ်useless ဖြစ်နေတဲ့ character တွေကလည်းရှိနေတယ်ပေါ့နော်ဒီရုပ်ရှင်ကအဲ့လို abusive ဖြစ်တဲ့ relationship တွေကို
တွေ့လိုက်တဲ့နီးနဲ့ပုံဖော်ထားတယ်လို့လည်းခံစားမိတယ်ကိုယ့်ကိုဘယ်လောက်ပဲစိတ်ထိခိုက်အောင်လုပ်vulnerable ဖြစ်ပြီးတော့ဘယ်လိုပဲကိုယ့်ပေါ်မှာဆိုးရွားတဲ့သူတယောက်ဖြစ်ပါစေစက်ရုပ်တွေတောင်မှဒီလိုမျိုးကိုယ့်ပေါ်မှာဆိုးရွားတဲ့သူကိုအရန်ချစ်တတ်တယ်တန်ရောစင်ရှိပြီးတော့သူတို့ပြုသမျှကိုလွယ်လွယ်လေးနဲ့ပြန်ပြီးအရှုံးပေးတတ်ကြတာမျိုးကိုဖော်ပြထားတယ်လို့တွေ့ဝိုက်ပြီးတော့ခံစားမိတယ်ဘယ်လိုပဲဖြစ်ပါစေဒီရုပ်ရှင်ပေါ်မှာအဓိကတယောက်ဆောင်တဲ့ Sophie Thatcher ရဲ့ character သူရဲ့တယောက်ဆောင်မှုကိုထပ်ပြီးချီးကျူးရမယ် Jack Quick ရဲ့တယောက်ဆောင်မှုကိုလည်းတကယ်ကိုသူပါသမျှသူလူစိုးလောက်တဲ့ကားတိုင်းမှာဆက်စုပ်ပဲပြင်အောင်လုံးဝအမုန်းခံရအောင်တယောက်ဆောင်နိုင်သေးအောင်လည်းထပ်ပြီးချီးကျူးရမယ်တခါကြည့်ပြောရုပ်ရှင်မျိုးစားပဲဒါပေမဲ့ဒီကြည့်ရတဲ့အချိန်တွေမှာကောင်းကောင်းကို entertain လုပ်ပေးနိုင်တယ်ဒီဘက်ပေါင်းစုံရှုထောင့်ပေါင်းစုံကနေ rating ပေးရမယ်ဆိုရင်တော့ကျွန်တော် companion ရုပ်ရှင်ကို rating 6 out of 10ပေးပါတယ်ဆိုတော့ဒီ companion ရုပ်ရှင်ကိုကြည့်ပြီးကြတဲ့သူတွေအနေနဲ့လည်းဒီရုပ်ရှင်ပေါ်မှာကိုယ့်ရဲ့ခံစားချက်တွေကြိုက်တဲ့အချက်မကြိုက်တဲ့အချက်တွေကို comment ထဲမှာဝေမျှသွားပေးဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်ရဲ့ရုပ်ရှင် review လေးကိုနှစ်သက်တယ်ဆိုရင်ဒီ video လေးကို like လုပ်ပြီးတော့အခြားသောဒီ review တွေကိုလည်း update သိနိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားကြပါနော်အားလုံးပဲ see you next video အားလုံးပဲ stay safe ပါ bye bye